ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြနေညနေတွဲဖြစ်ပါတယ်မနက်ကတော့ဒါ1-3 4 break ဆင်းထားတဲ့အတွက်ကျွန်တော်တို့ကခွန် break ခွန်လုံးပိုင်းကိုဒါအဓိကဦးစားပေးပြီးကစားရမှာဖြစ်ပါတယ်ဗျာနော်ပြီးရင်1-3ဆင်းပြီးဒါမဖြစ်မနေမွေးထိုးတင်တဲ့မွေးကနန်း၄ခွက်ကိုတော့ဒါကျွန်တော်အောက်ခွက်ထဲမှာထည့်ထားပြီးတယ်ပြီးရင်အဲ့ဒီထဲမှာခွန်လုံးပိုင်းနဲ့ဆိုင်တဲ့ဟာလေးကိုတော့ဒါကျွန်တော်ဒါတင်းခွက်ထဲမှာရွေထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ဒီမနေ့ကဆင်းထားတဲ့ဟာက9ထိပ်3ပိတ်ဆင်းထားတဲ့အတွက်ကျွန်တော်တို့ကဒါနက်ခတ်ဖြစ်နေတဲ့အတွက်ကျွန်တော်ကဒီနေ့35ချင်း35 break အားကောင်းနေဆိုလို့ဒါကျွန်တော်ကခွန် break ခွန်လုံးပိုင်းကို35ချင်း35 break ဖြစ်အောင်လို့ဒါအဓိကဦးစားပေးပြီးကပ်ပြီးတော့ဒါအရန်ထဲမှာထည့်ထားပေးခြင်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့တော့ဒီတစ်ပတ်ကတော့ဒါတော်တော်များများအဆင်ပြေနေတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ထိန်းစော့ပါကျွန်တော်ကတော့ဒါဒီတစ်ပတ်လုံးမှာဒါဟိုပါပေါ့လွဲတဲ့ရက်ကတော့မရှိသေးဘူးဆိုတော့ဒီညနေကတော့ဒါကျွန်တော်တို့တင်ကွက်လေးနဲ့ဒါအပိတ်လေးကိုလှကြမယ်ဗျာနော်ဒီညနေအတွက်တင်ကွက်ကတော့ကျွန်တော်ကဒီ1-3စင်မီတဲ့ခါတိုင်းမှာ1-4 1-5 1-9 1-9ဒီ၄ခွက်ကမွေးထိုးတင်တယ်အဲ့ဒီမွေးခွက်၄ခွက်ရှိတဲ့တဲမှာခွန်နဲ့ဆိုင်တဲ့ခွက်ကတော့1-9 1ခွက်ပဲရှိတဲ့အတွက်ဒါကျွန်တော်ကတော့တင်ကွက်ထဲမှာ1-9 1ခွက်ကိုရွေပြီးတော့ရေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်ကတော့ကျွန်တော်ဒီမှာကတော့ဒါမွေးကနန်းကတော့ဒါမနက်က1နှစ်ထင်နေတာဗျ1နှစ်ဆိုလို့ရှိရင်တော့မွေးကနန်းလေးဆင်းအောင်ပါဒီတစ်ပတ်ကပိတ်ရက်ရှိသွားတော့ဒါမွေးကနန်းကတော့တိတ်ဆင်မပြေဘူးဒါပေမဲ့ပတ်တီတွေကတော့ထုံးစံတိုင်းပဲအင်္ဂါနေ့ညနေလောက်တည်းကဒါအားလုံးကုန်သွားတာဖြစ်ပါတယ်ဗျာနော်မွေးကနန်းလိုချင်လို့ရှိရင်တော့ရောက်ထဲမှာ Viber Telegram နံပါတ်လေးထည့်ထားပေးပါတယ်အဲ့ဒီမှာလာပြီးတော့ကြည့်လို့လည်းရပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျ